မင်္ဂလာပါ Junes School Management Application အသုံးပြုပုံဗီဒီယိုလေးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာအခုဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ private school ကျောင်းကို Royal Crown ဆိုပြီးတော့နမူနာအနေနဲ့ဒီကျောင်းနာမည်လေးပေးထားတာပါပေါ့နော်အဲ့တော့အဲ့ဒီကျောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့က student 32ယောက်ရှိတယ်တင်တဲ့ဘာသာကထားပါတော့9ခုဆိုလဲ9ခု10ခုဆိုလဲ10ခုပေါ့လေ class က6ခုပေါ့ဒီမှာရည်ရွယ်တဲ့ class တွေကတော့ထားပါတော့ KG တို့ grade 1 grade 2 grade 3 grade 4ဒါမျိုးလေးတွေရည်ရွယ်တဲ့သဘောပေါ့နော်ကိုကျောင်းရဲ့ class တွေကိုထည့်ထားလို့ရပါတယ်ဒီမှာကျွန်တော်တို့ teacher button ရှိတယ် student button လေးတွေရှိတယ်ပေါ့နော်teacher ကို button လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာteacher ရဲ့နာမည်စာရင်းတွေပါကြီးကျွန်တော်တို့ကထည့်ပေးပြီးတော့ position တွေပါထည့်ပေးပြီးတော့ save လိုက်တယ်ဆိုလို့ရှိရင် teacher စာရင်းဝင်သွားပါလိမ့်မယ် student ဆိုလည်းအဲ့လိုပဲကျွန်တော်တို့က student ကိုဒီနေ့ရာသီပညာသင်နှစ်2026-2029ပညာသင်နှစ်အလိုက်ဆိုပြီးတော့ကျွန်တော်တို့ကသူ့ရဲ့ပညာသင်နှစ်အလိုက်စာရင်းကဝင်သွားပါလိမ့်မယ်အဲ့လိုစရင်ဝင်သွားဖြည့်သွားပြီးသွားတာ ਨੇ ဒီ student ID card တို့teacher ID card တို့က automatic ထုတ်ပေးသွားပါလိမ့်မယ်application ကနေမှဒါကြောင့်မလို့ student မှာရော teacher မှာရောဒီ ID card လေးတွေရောက်သွားပါလိမ့်မယ်အဲ့ဒီ student ID card ဆိုလို့ရှိရင် QR code တောင်ပါပါသေးတယ်အဲ့ဒီ QR code ကို scan ဖတ်ပြီးတော့ကျွန်တော်တို့ attendance ကိုလည်းယူလို့ရပါသေးတယ်ပေါ့နော်အဲ့တော့ teacher ထဲမှာကျွန်တော်တို့ဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုကျောင်းမှာရှိတဲ့ဒါ teacher ရဲ့စာရင်းတွေပေါ့လေokay ဒီဘက်မှာရှိတဲ့ A တို့ B တို့ဆိုတာ A ဆိုတာကတော့ teacher attendance တွေဒီခေါ်ဖို့တက်ဆိုလို့ရှိရင်ဒါ absent ဒါ present ပေါ့လေဒါဆိုဘာကြောင့်လဲဆိုတော့ကျောင်းသားကို attendance ခေါ်ဆိုလို့ teacher ကိုလည်းကျွန်တော်တို့ attendance ဘယ်နေ့သူ check in ဝင်တယ်ဘယ်နေ့ check out လုပ်တယ် attendance ဝင်တယ်ဒါမျိုးလေးတွေကျွန်တော်တို့ကသိရတယ်ဒီလိုသိချင်းအဖြစ်နှစ်ကောမှာဆိုလို့ရှိရင်ပြည့်ရမရှိဆရာဆရာမများကိုစုပေးလို့လည်းရပါတယ်မတ်တက်အနေနဲ့လည်းဝင်သွားမယ်ပေါ့လေဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကထားပါတော့attendance ခေါ်မယ်ဆိုရင်ဒီမှာpresent လေးကိုနှိပ်မယ် present လေးနှိပ်မယ်ဒါပေမဲ့ဒီတယောက်ကတော့ absent ဖြစ်တယ်teacher meta လည်း present ဖြစ်တယ် present ဖြစ်တယ်ဟို teacher ဦးကောင်းကျော်တော့ absent ဖြစ်ပဲteacher တော့ present teacher စုစု present teacher တဲ့ present okay ဒါမျိုးလေးတွေကျွန်တော်တို့ကအကြောင်းမှရှိတဲ့ဝန်ထမ်းတယောက်ကကိုယ့်ရဲ့ teacher ဒီကိုဒီမနက်9:00နာရီလို့ဆိုရင်ဒီ attendance လိုက်ကောက်ပြီးတော့ရှင်စရင်သွင်းလိုက်တယ်ဆိုလို့ရှင်စရင်ရောက်ဝင်သွားမယ်ဒီဟာလေးတွေကိုကျွန်တော်တို့ကကိုယ့်ရဲ့သက်ဆိုင်ရာ Viber group ထဲမှာကျွန်တော်တို့က share ခြင်းနဲ့ဆိုရင် Viber နဲ့ကျွန်တော်တို့က share ပြီးတော့ဒါမျိုးလေး share နှိပ်တတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Viber group ထဲမှာ share လို့ရတယ်ထားပါကျွန်တော်တို့လောလောဆယ် mind note ထဲမှာကျွန်တော်တို့ share လိုက်တယ်ဒါဆိုရင် Viber group ထဲမှာကျွန်တော်တို့ကဒီလိုပေါ်သွားပြီပေါ့လေနောက်တစ်ခါ Telegram group ထဲမှာကျွန်တော်တို့ share မယ်ဆိုရင် Telegram ကိုကျွန်တော်တို့နှိပ်လိုက်တယ်ဆိုရင် Telegram group ကိုကျွန်တော်တို့ကရောက်သွားမယ်ထားပါတော့ message ကိုကျွန်တော်တို့ကပို့လိုက်ပါမယ်ဒါဆို Telegram group ထဲမှာဒါရောက်သွားပြီပေါ့လေ okay okay ဒါကတော့ teacher attendance ခေါ်တဲ့ကိစ္စပေါ့လေတခါ student ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်း student တယောက်ကိုစင်းသွင်းလိုက်တယ်ဆိုတော့ဒါနဲ့ကျွန်တော်တို့ကပညာသင်နှစ်အလိုက်ဒီစရင်နေရာဝင်သွားပါလိမ့်မယ်ဥပမာ2025-26ဆိုရင်ဒီအဲ့နှစ်မှာ registration စရင်သွင်းသွားတယ်ဒါကျောင်းသားစရင်ပေါ့လေ2026-2029ဆိုတော့19ယောက်ရှိတယ်အဲ့ဒီ19ယောက်ဒါကျောင်းသားစရင်ပေါ့လေ okay ဒီမှာဒီကျောင်းသားစရင်သွင်းလိုက်တာနဲ့ဆိုလို့ရှိရင်သူ့ရဲ့ ID card ကိုကျွန်တော်တို့ကဒါမျိုး ID card မှာလာပြီးတော့နှိပ်လိုက်တာနဲ့ဒီဟိုဘက်ဒီဘက်ကြောက်ကတ်ထုတ်လို့ရတဲ့ student ID card QR code ပါတဲ့ student ID card ကကျွန်တော်တို့က ready print ထုတ်လို့ရတဲ့ဒီ photo paper နဲ့ print ထုတ်လို့ရတဲ့အဆင့်ထိရောက်သွားပါပြီးတော့ကျွန်တော်တို့ထုတ်ပေးလိုက်အောင်ပါပဲဒါဆိုရင် QR code ကပေါက်သွားပါပြီ okay အဲ့ဒါဆိုရင်အဲ့ဒီ QR code နဲ့ QR code ပါတဲ့ student နဲ့ကျွန်တော်တို့ကstudent ID card နဲ့ဟိုပေါ့ attendance ကျွန်တော်တို့ကခေါ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ class ဆိုတဲ့ထဲကိုဆက်ပြီးကြည့်သွားပါမယ် class ထဲမှာကြည့်မှဆိုရင်ကျွန်တော်တို့ရဲ့ဒီ class တွေရှိပါမယ် KG တို့ grade 1 grade 2တို့ grade 3တို့ grade 4တို့ grade 5တို့ဒီလိုမျိုးတွေရှိနေမယ်ဥပမာ KG မှာဆိုလို့ရှိရင်ကျောင်းသားတစ်ဆိုရင်ကျွန်တော်တို့က admission တင်ပြီးလို့ရှိရင် KG ဖြစ်တယ် KG မှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစရင်ဝင်သွားမယ်လိမ့်မယ်ပေါ့နော် okay လောလောဆယ်တော့
grade 1ကိုကျွန်တော်တို့ attendance ခေါ်ကြည့်မယ် attendance ခေါ်ကြည့်ရင်ကျွန်တော်တို့ဒီ attendance ကိုနှိပ်လိုက်တယ်ဆိုရင်ဆွမ်းတော့လိုမျိုးကျွန်တော်တို့က present absent အတိုင်းမျိုးလေးတွေကျွန်တော်တို့ကသွားလို့ရပါမယ်တခါ QR code နဲ့ scan ဖတ်ချင်တယ်ဆိုရင် QR code ပါတဲ့ scan လေးကိုဖတ်ပြီးတော့ကျွန်တော်တို့ကကျောင်းသားရဲ့ student ID card မှာပါတဲ့ QR code ကို scan ဖတ်ပြီး attendance ကိုခေါ်လို့ရပါတယ်အဲ့တော့ grade 1 student 6ရှိတာကိုကျွန်တော်တို့ attendance ခေါ်ကြည့်မယ်ထားပါတော့ဒီတော့ present ဖြစ်တယ် present ဖြစ်တယ် ဖြစ်တယ် okay အဲ့တော့စုစုပေါင်းကျောင်းသားအကုန်လုံး present ဖြစ်တယ်ပေါ့လေအဲ့တော့အဲ့ဒါလေးကိုလည်းကျွန်တော်တို့ကဒီဘက်မှာ share button လေးကိုနှိပ်ခြင်းအပြင်ကျွန်တော်တို့ Viber group ထဲမှာ share လိုက်တယ်ဆိုလို့ရှိရင်ကျောင်းသားမိဘတွေနဲ့ဆရာတွေနဲ့ group လုပ်ထားတဲ့ထဲမှာသွားပြီး share လိုက်တယ်ဆိုလို့ရှိရင်Viber group မှာ share သွားတယ်ဆိုလို့ရှိရင်ကျောင်းသားမိဘတွေကကိုသားသမီးတန်းဘေးချင်းရောက်တယ်ဆိုတာကအစအချိန်တစ်ပြေးကြီးသိရပါမယ်ပေါ့နော်ဥပမာကျောင်းသားအိမ်ကနေတော့ထွက်လာတဲ့ကျောင်းတက်မယ်ဆိုပြီးတော့ဒါပေမဲ့ဒီမှာကတော့ attendance ကမရဘူးဆိုလို့ရှိရင်ဒီကျောင်းသားကဘယ်မှာရောက်နေလဲမိဘချက်ချင်းသိနိုင်တယ်ပေါ့လေokay လောလောဆယ်တော့ကျွန်တော် share လိုက်တယ်ဆိုလို့ရှိရင် Viber group ထဲမှာတက်ပြီးတော့ထားပါကျွန်တော်တို့လောလောဆယ်အဲ့ထဲမှာ share လိုက်ပါမယ်okay အဲ့တော့ဒါဒီ attendance ခေါ်တာဒီရိုး attendance နဲ့ခေါ်လို့ရတယ်လို့ဒီကျွန်တော်တို့ QR code နဲ့လည်းခေါ်လို့ရပြီးတော့အဲ့ဒီ attendance ကိုကျွန်တော်တို့ share button နှိပ်ပြီးတော့ Viber group ထဲမှာကျောင်းသားမိဘနဲ့ဆရာ group ထဲမှာရှိတဲ့ Viber group မှာသွား share လို့ရှိရင်ရပါတယ်အဲ့တော့ grade 1ကျောင်းသားတွေကြည့်မယ်ဆိုလို့ရှိရင်အကုန်လုံးက present ဖြစ်ကြမလို့ဒီနေ့ attendance ဒီတရားရကန်တော့ဖြစ်ပါတယ်ပေါ့နော်အဲ့တော့သူ့ကို student တယောက်ချင်းတွေလည်းဝင်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူဆိုလို့ရှိရင်ဒီနေ့ရာသီမှာဒီနေ့ပညာသင်နှစ်2020မှာ present ဘယ်နေရရှိတယ် absent ဘယ်နေရရှိတယ်ဆိုတာသူသိပြီးတော့ attendance rate ဆိုလို့ရှိရင်သူဒီ 89% ထိရှိနေပြီဆိုတာကိုသိရတယ် attendance law ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကသူဒီဒီလာရဲ့ဒီ date တွေထဲမှာ present ဖြစ်လားabsent ဖြစ်လားကျွန်တော်တို့အမှုတွေကြည့်လို့ရတယ်ပေါ့နော်ဒါမျိုးပြကြရင်လည်းကျွန်တော်တို့ကြည့်လို့ရမယ် okay တခါအဲ့ဒီကျောင်းသားရဲ့ဒီဆော်မွေးအမတ်စင်းကိုလည်းကျွန်တော်တို့ဒီမှာလာပြီးတော့ဆော်မွေးရဲ့အမျိုးအစားလိုက်ကျွန်တော်တို့ဒီမှာလာပြီးတော့ထည့်လို့ရပါတယ်အဲဆိုလည်း agent status ကိုကြည့်မယ်ဆိုလည်းကျွန်တော်တို့ကဒါမျိုးလေးတွေထည့်ပြီးလို့ရှိရင်ကြည့်လို့ရပါတယ်ဒါမျိုးဒီ digital exam report အနေနဲ့လည်းကျွန်တော်တို့ဒီလိုမျိုးလေးထွက်လာပါလိမ့်မယ်ဒါနမူနာပေါ့နော် okay ဒါကတော့ကျောင်းသားတယောက်ချင်းဒီရဲ့ထဲကိုဝင်ကြည့်တဲ့သဘောပေါ့လေနော်okay attendance လည်းခေါ်ပြီး share button လည်းနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က class ကိစ္စပြီးသွားပြီဆိုရင်နောက်ထပ်ကျွန်တော်တို့ရဲ့ဒီကျောင်းရဲ့အသုံးစရိတ်လေးတွေကိုကျွန်တော်တို့ကဝင်ကြည့်ပါမယ် expert ဆိုလည်းကျွန်တော်ဘယ်နှစ်မှာဘယ်လောက် expert ရှိသွားပြီလဲဆိုတော့ကျွန်တော်တို့ကအသေးစိတ်ထပ်ပြီးတော့လအလိုက်တွေdate အလိုက်တွေကျွန်တော်တို့ကကြည့်လို့ရပါတယ်နောက်ထပ်အသုံးစရိတ်ထပ်ပြီးတော့ဖြည့်မယ်ဆိုလေကျွန်တော်တို့ကဒီနေ့ကိုယ့်ရဲ့အသုံးစရိတ်ခေါင်းစဉ်တွေအလိုက်ကျွန်တော်တို့ကဖြည့်ပြီးတော့စိန်လေးသွင်းသွားတယ်ဆိုလို့ရှိရင်အသုံးစရိတ်ဘယ်လောက်ရှိနေပြီလဲဘယ်လမှာဘယ်လောက်ပဲနှစ်မှာဘယ်လောက်ဆိုတာသိရနိုင်ပါတယ်ပေါ့နော်တခါအောက်က fees ကကြတော့ကျွန်တော်တို့ဒီအကြောင်းမှာကောက်နေတဲ့ဒီအကြောင်းဝင်ချေးတို့နော် ferry ချေးတို့အကြောင်းလာကတို့ဒါမျိုးလေးတွေအတွက်ဖြစ်တယ်ပေါ့နော်ဒါကတော့လောလောဆယ်မေလတလစာဒီလတလစာကိုကျွန်တော်တို့ကပြပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်ဥပမာ KB နဲ့ပေးထားတာမျိုးရှိသလားအကြောင်းလာကတွေကို wave နဲ့ပေးထားတာမျိုးရှိသလားတရားမျိုးပေးမဲ့မူတည်ပြီးတော့ကျွန်တော်တို့သေချာကြည့်လို့ရပါတယ်ဥပမာဒါဆို cash နဲ့ပေးထားရှိတယ် KB နဲ့ဆိုရင်ဒီလပေးထားတာမရှိဘူး KB နဲ့ဆိုဒီလကမရှိဘူး okayနောက်တစ်ယောက်ကထားပါတော့ကျောင်းလာကပြီးတော့မယ်ဆိုလို့ရှိရင်ဒီပညာသင်နဲ့အလိုက်အစိမ်းရဝင်သွားပါလိမ့်မယ်ဟိုမှာ G1 ဆိုလို့ရှိရင်ဆောနာ G1 နဲ့ patient ဖြစ်တဲ့ဇော်2ဆိုတဲ့ patient တယောက်ဇော်2ဆိုတဲ့ကျောင်းသားတယောက်ပေါ့လေနာမည်နဲ့လည်းရှာလို့ရတယ် ID နဲ့လည်းရှာလို့ရတယ်ပေါ့နော်သူက ferry fee ရထားပါတော့9000သူပေးတယ် entrance fee ကဝင်ကြီးရထားပါတော့9000ထားပါတော့နော်9000ပေးမယ်လာစဉ်ကြီးက8000ထားပါတော့8000ပေးမယ်ဆိုရင်သူကပေးမှပါတယ်ဒီကတော့သူက KB နဲ့ပေးတယ် KB နဲ့ပဲ save လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့သိကြပြီဆိုလို့ရှိရင်ကျွန်တော်လောက်တိုင်းမှာမိချောင်းသားမိဘတွေအကြောင်းလောက်ကပေးတယ်ဆိုလို့ရှိရင်reservation counter မှာစုပြုံနေတာမျိုးတွေမဖြစ်တော့ဘူးလေဘာလို့လဲဆိုတော့လက်ရည်မှုတွေနဲ့ရေးပြီးအချိန်တွေကြာပြီးဖြစ်တဲ့ဟာမျိုးတွေဖြစ်မှာဆိုလို့ဒီမှာကျွန်တော်တို့ကဒီလိုနှိပ်ပြီးတော့ print လုပ်လိုက်တာနဲ့ Bluetooth thermal printer လေးကနေမှကျွန်တော်တို့က supermarket တွေမှာ voucher ဖြတ်တယ်လို့မျိုးသူတို့ကိုပေးလိုက်လို့ရှိရင်ဒါမျက်မှောက်ဆက်နဲ့မှတ်တမ်းလုံးဝင်သွားသလိုအထောက်ထားလေးရသွားပြီဖြစ်တယ်ပေါ့လေလောလောဆယ်တော့ကျွန်တော်print ဒါနဲ့ချိန်တာမဟုတ်တဲ့ကြောင့်မလို့ကျွန်တော် no လုပ်လိုက်ပါမယ် okay
အဲဆိုလို့ရှိရင် KP နဲ့သူဘယ်လောက်ပေးထားလဲဆိုရင်ဒီလမှာ KP ကဘယ်လောက်ဝင်လဲဆိုလို့ရှိရင်ဒီမှာကြီးခုနသွင်းထားတဲ့3,800ဝင်သွားတယ်ဒါမျိုးတွေကျွန်တော်တို့ကကြည့်လို့ရပါတယ်အဲဒါကတော့ဒီတလားစာကြည့်လို့ရအောင်လုပ်ထားတဲ့သဘောပေါ့လေအဲဒီဘက်က filter pattern လေးကိုနှိမ့်မယ်ဆိုရင်ကျွန်တော်တို့ဘေးရက်ကစပြီးဘေးရဆုံးတဲ့အထိKP ဘယ်လောက်ပေးထားလဲ weight နဲ့ဘယ်လောက်ပေးထားလဲကျွန်တော်တို့ကဒီမှာကြည့်လို့ရပါတယ်ဒီမှာလာပြီးတော့လဲကျွန်တော်တို့ကဘယ်ចောင်းသားကြံလဲမကြံလဲဆိုတော့ဒီမှာ search button မှာကျွန်တော်တို့ចောင်းသားနာမည်နဲ့ရှာပြီးတဲ့အခါကျတော့ပေးထားတာမပေးထားလားဒါမျိုးတွေကျွန်တော်တို့ကကြည့်လို့ရပါတယ်โอเคဒါကတော့ fees အကြောင်းလေးဖြစ်ပါတယ်ဒီဘက်ကတော့ certificate ဆိုတော့ကျွန်တော်တို့ဒီကိုကျောင်းရဲ့ဒီပြီးသွားတယ်ဆိုလို့ရှိရင် certificate လေးထုတ်ပေးဖို့လုပ်ထားတဲ့ format လေးဖြစ်တယ်ပေါ့လေဒီ format လေးကိုလိုအပ်တဲ့ data လေးတွေကိုကျွန်တော်တို့ဖြည့်ပြီးတော့ကိုယ့်ရဲ့ကျောင်းရဲ့ computer မှာဖြည့်ပြီးတော့ဒီကျောင်းသားကိုထုတ်ပေးပြီးလို့ရှိရင်save လိုက်တယ်ဆိုလို့ရှိရင်ကိုကျောင်းရဲ့ဒီမှတ်တမ်းထဲမှာအဲ့ဒီကျောင်းသားရဲ့ certificate တွေကတခါတည်း automatic စိတ်ထားပြီးသားဖြစ်နေပါလိမ့်မယ်ဒါလေးကတော့ဟိုပေါ့ဒီကျောင်းအတွက်ကျောင်းရဲ့အုပ်ချုပ်ရေးပိုင်းဆရာဆရာမများနဲ့ကျောင်းမှာသင်ကြားနေတဲ့ဆရာဆရာမတွေအတွက်သုံးလို့ရအောင်ရည်ရွယ်ထားတဲ့ application ဖြစ်ပါတယ်ပေါ့နော် EduNet ဆိုတာတော့ Edu ဆိုတာ education ကိုကိုစားပြုပြီး Next ကတော့ next level ကိုကိုစားပြုပြီးတဲ့မှတ်ထားတဲ့ကျွန်တော် application ရဲ့နာမည်ဖြစ်ပါတယ် EduNet ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေကိုပေးသုံးတဲ့features တွေတို့တော့ကျွန်တော်ကတော့ထည့်မထားသေးပါဘူးကျွန်တော်ဘာလို့လဲဆိုတော့ဆရာမနဲ့ဒီကျောင်းအကျွေးပိုင်းအတွက်ပဲသုံးလို့ရအောင်လုပ်ထားတဲ့application မျိုးဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးတော့အရင်တော့ usual လွယ်ကူတဲ့ application လေးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်